ကဲဒီနေ့တော့အသီးတစ်မျိုးခူးစားရင်ဘ ഹു တုတလေးတွေဝေမျှပေးခြင်းပါတယ်ခုနောက်ပိုင်းမှာကျမရဲ့အတွက်လည်းတကယ်ကို superfood လို့တင်စားနေကြတဲ့အသီးလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ပိုးစာသီးပါပဲ Chasing all my visions, opening new doors. Every fall, ကြည့်ပါဦးဒီမှာအသီးတွေအပြုံလိုက်ပဲအနီရောင်လေးတွေကချင်းနဲ့အနက်ရောင်ပြောင်ပြောင်လေးတွေကတော့တော်တော်လေးချိုပါတယ်ပိုးစာသီးကစားလိုက်ရင်ပါးစပ်တွေလက်တွေမှာခရမ်းရောင်တွေပေကုန်တာကလည်းသူ့ရဲ့ထူးခြားတဲ့ and make my story shine. I'll keep running through the rain, singing through the pain. My dream for my life will never fade away. I wanna love so deep. ပိုးစာသီးကအရသာရှိုံနေမဟုတ်ဘူးနော်သူ့မှာပါတဲ့အာဟာရတွေကတကယ်ကိုအမခမ်းပဲကိုခံအားကောင်းစေတယ်တွေးအားကောင်းစေပြီးတွေးလက်ပတ်မှုမြတ်တစေတယ်အသားရည်လှပစေပြီးအရွယ်တင်မှုပြိုစေတယ်လူအမြင့်တက် fiber ကျော်ဝါလို့အစာရင်ပူတာနဲ့ဝမ်းချုပ်တာကိုတက်တာစေပါတယ်နေအောင်ပြအရွက်ကိုကြော်စားလို့လည်းရသေးတယ်မျက်စိအားကောင်းစေတယ်လို့မှတ်သားရပါတယ် I'll keep running through the rain, singing through the pain. My dream for my life will never fade away. ပိုးစာရွက်ဟာဗီတာမင်ကျွယ်ဝစွာပါဝင်လို့မျက်စိကြည်လင်စေပြီးကြည့်မကောင်းတာဝေဝါးတာနဲ့မျက်ကြည်လွှာပျက်စီးခြင်းကိုကာကွယ်ပေးပါတယ်ပိုးစာရွက်မရင်မနု၄-၅ရွက်ကိုခူးပြီးပြုတ်တောက်ပေးုံနဲ့တင်ထူးခြားတဲ့အကျိုးကျေးဇူးတွေကိုရရှိစေမှာပါ Turn the dark into light and make my story shine. I'll keep running through the rain, singing through the pain. My dream for my life will never ပြု fade. လုပ်နည်းတစ်နည်းကိုပြောပြပါမယ်ပိုးစာရွက်10ရွက်ခန့်ကိုရေ2လီတာမှာ10မိနစ်ခန့်စုအောင်ပြုတ်ပါတောက်ခါနီးဖန်ခွက်ထဲထည့်ပြီးတမယာသီးတစ်ချမ်းခန့်ညစ်ထည့်ပါအစာစားပြီးတစ်နေ့3ကြိမ်ပုံမှန်တောက်ပေးပါအရွက်ကိုအချောက်လန်းပြီးလက်ဖက်ရည်ကျန်းတောက်တယ်လို့တောက်လို့လည်းရပါတယ် No matter how far it feels, I'll reach into the dark. My dream for my life is to fly, not just survive. To turn the dark into light. To ပြုလုပ် leave နည်း all တတိယ my နည်းကိုပြောပြပါမယ်မိဖို့ပေါ်မှာကြက်ဥနှလုံးနဲ့ပိုးစာရွက်တင်းတင်းယုံထည့်ပြီးကြော်စားပါအရန်စားလို့လည်းကောင်းပါတယ်အသီးအရွက်ကြော်စားတယ်လို့ပါပဲဒီလိုစားသုံးပေးပါကမျက်လုံးကြည်လင်လာပြီးအမြင်အာရုံတွေကောင်းလာပါလိမ့်မယ် If I can light a candle, it's almost darkest night. Then my dream is alive and my soul will be bright. My dream for my life is to fly, not just survive. ကဲဒီနေ့တော့ပိုးစာပင်အောက်မှာပိုးစာသီးစားရင်ဖတ်မှတ်ထားတဲ့ဘ ഹു တုတလေးတွေဝေမျှပေးခဲ့တာပါအားလုံးလည်းပိုးစာသီးချွတ်ချွတ်ချင်းချင်းလေးတွေကိုရှာဖွေမြည်စမ်းကြည့်ကြပါဦးကျေးဇူးတင်ပါတယ်ခင်ဗျ I see my future shining, even when the night is cold. I keep my heart on fire, never letting go. Step by step, I'm moving higher than before.